ဆိုလာတက်တော့မယ်ဆိုရင်အမှားပဲမဖြစ်အောင်လူတိုင်းသိထားတဲ့ချက်လေးရှိပါတယ်။ပတ်စံပုံမကုန်ရအောင်ရင်းထက်မခံရအောင်ဒီဗီဒီယိုအဆုံးထိကြည့်တော့ပါလူတိုင်းအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ဆိုလာတဲ့အခါမှာ1 kW 3 kW 6 kW ဆိုပြီးတော့မှအမျိုးမျိုးရှိတယ်လို့မျိုးဘက်ထရီမှာဆိုရင်လည်း 100Ah 200Ah 300Ah ဆိုပြီးတော့မှစသဖြင့်ရှိပါတယ်။ဒါတွေကဘာတွေကွာသွားလဲဆိုတာကိုလူတိုင်းနားလည်အောင်ကျွန်တော်ရှင်းပြပေးပါမယ်။ပထမအဦးဆုံးဆိုလာမှာပါတဲ့ kW အကြောင်းကိုပြောရမယ်ဆိုရင် kW ဆိုတာကိုယ့်ရဲ့အိမ်ရပစ္စည်းဘယ်နှခုကိုတစ်ပြိုင်နဲ့ဘယ်လောက်ဖွင့်သုံးမလဲဆိုတာကိုဆုံးဖြတ်တယ်လို့အလွယ်တကူမှတ်ယူလို့ရပါတယ်1 kW မှာဆိုရင်မီဒီပန်က TV ဖုန်းအသွင်းတာစတဲ့ဒီလိုအခြေခံအိမ်သုံးပစ္စည်းလေးတွေကိုသုံးလို့ရမယ်3 kW မှာဆိုရင်အပေါ်ပစ္စည်းတွေအပြင်မှာရေခဲတက်တာထမင်းပေါင်မီးဘူးရေမော်တာစတာတွေကိုအသုံးပြုလို့ရမယ်6 kW မှာဆိုရင် air con အဝတ်လျှော်ဆက်စတာတွေပါသုံးလို့ရမယ်ဒါဆိုရင် battery site တွေကကြတော့ဒီပြတဲ့အချိန်ဒါမှမဟုတ်ညဘက်ဒီမှာအဲ့ဒီပစ္စည်းတွေကိုဘယ်လောက်ကြာဆက်ပြီးတော့သုံးမလဲဆိုတာကိုဆုံးဖြတ်တယ်လို့အလွယ်တကူမှတ်ယူလို့ရပါတယ် 100AO မှာဆိုရင်တာမန်အိမ်သုံးပစ္စည်းတွေကို3နာရီကနေ4နာရီဝန်းကျင်လောက်ထိခံမယ်လို့တွက်ယူလို့ရတယ် 300AO မှာဆိုရင်ဒီတက်ပို့ပြီးတော့အကြာကြီးသုံးခံမယ်ဒါကတော့ကိုသုံးမဲ့ပစ္စည်းရဲ့အပေါ်မှာမူတည်ပြီးတော့မှကြာချိန်ရလဲပြန်ပြီးတော့ကွာဟသွားမယ်ပေါ့နော်အလွယ်ဆုံးပြန်ပြီးချုပ်ပြောရမယ်ဆိုရင်ပစ္စည်းအများကြီးကိုတစ်ပြိုင်တည်းသုံးနေတယ်ဆိုရင်ဆိုလာကို kW များတာကိုရွေးချယ်ဝယ်ယူလို့ရတယ်အကြာကြီးသုံးခံနေတယ်ဆိုရင်တော့ battery ကိုage များတာလေးတွေကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်ဒီလောက်ဆိုရင်ကိုယ့်အိမ်အတွက်ဘယ်လို site မျိုးကိုရွေးချယ်ရမလဲဆိုတာကိုအကြမ်းဖျင်းအပြင်သိလောက်ပြီးလို့